ကိုရီးယားနဲ့ပတ်သက်ပြီးတော့လူငယ်တွေကြောင်းတက်ဖို့အလုပ်လုပ်ဖို့စိတ်ဝင်စားလာတာကိုလည်းသတိထားမိတယ်ပြီးခဲ့တဲ့ရက်ကလည်းကြည့်ခဲ့တဲ့ Thai series တစ်ခုမှဆိုရင် Thai idol ဖြစ်ပြီးသားသူတွေကမှကိုရီးယားမှာသွား train လို့ရမယ်အခွင့်အရေးကိုသူတို့အတွက်ဆုလက်တစ်ခုလို့ခံစားရတဲ့အပိုင်းတော့လည်းသတိထားမိလိုက်တယ်ကိုရီးယားမှာကြောင်းတက်ဖို့စိတ်ဝင်စားနေတဲ့လူငယ်တွေအတွက် scholarship အခွင့်အလမ်းတွေပေးမဲ့ seminar event တစ်ခုကိုလည်းတွေ့ထားပါတယ်ဒီ seminar ကအပြင်မှာကျင်းပအောင်မှာဖြစ်ပြီးတော့လာမယ်တောက်ကြနေ19ရက်နေ့မနက်10:00 နာရီကနေနေ့လယ်1:00 နာရီဒီနိုဘိုတန်ရန်ကုန်မှာလုပ်သွားမှာရက်ကတော့တော်တော်လေးနီးနေပြီအဲ့ဒီ seminar ကိုလာ join ပြီးတော့တခါတည်း enroll လုပ်တဲ့ကျောင်းသားတွေအနေနဲ့1 semester Kinloquid scholarship အခွင့်အလမ်းလည်းရှိတယ်နောက် 50% 30% flight ticket စသဖြင့် scholarship အခွင့်အလမ်းတွေနဲ့အများကြီးရှိရပေါ့နော်ဒီ seminar ကနေတစ်ဆင့်လာအပ်သွားတဲ့ကျောင်းသားတွေအနေနဲ့ June intake နဲ့ September intake ကိုအမြန်ဆုံး join လုပ်ရတယ်လို့လည်းသိရတယ်ဒီ seminar မှာပါတဲ့ကိုရီးယားတက္ကသိုလ်တွေအနေနဲ့တော့အလေးကူပြထားတဲ့ university ပဲဖြစ်ပါတယ်အလစ်မှာလည်းအခုလက်ရှိကျောင်းတက်နေတဲ့အရွယ်ရောက်လာပြီဖြစ်တဲ့ဒူမတွေလည်းရှိတာမို့လို့ဒီ seminar ကဘယ်လိုပုံစံလဲဆိုတာကိုသွားလေ့လာတဲ့အနေနဲ့ဟိုလည်း Novotel ရန်ကုန်ပွဲကိုသွားဖို့ရှိပါတယ်အခုကြည့်တဲ့သူကကိုရီးယားမှာကျောင်းတက်ဖို့စိတ်ဝင်စားတဲ့ scholarship အခွင့်အလမ်းတွေသိချင်တယ်ဆိုရင်တော့ဒီလို seminar မျိုးကို join လိုက်တာတော့ကိုယ့်အတွက်မှားတယ်ဆိုတာမရှိဘူးတကယ်လို့ join ချင်တယ်ဆိုရင်တော့အလေး TV ရောအောက်မှာချပေးထားတဲ့ link မှာ register အမြန်လုပ်ဖို့လိုပါတယ် TV ကိုကြည့်ရတဲ့သူရဲ့အနေနဲ့ရောကိုရီးယားမှာကျောင်းသွားတက်ဖို့အလုပ်လုပ်ဖို့စိတ်ကူးရှိတဲ့သူတွေရှိလားကိုရီးယားကိုရောက်နေပြီးတော့အလေးတော့မြင်နေကြ drama တွေနဲ့အပြင်လက်တွေ့ရောတူလာကိုအတွေ့အကြုံလေးကို TV အောက်မှာပြပြပေးခဲ့ပါအောင်နော်